အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီ Samsung A53 5G ဆိုတဲ့ model လေးကိုကျွန်တော်ဒီ FRP တော့ဖြုတ်ပြပေးမယ်ပေါ့လေဟုတ်တယ်ဆိုကျွန်တော်လက်ထက်မှာရောက်နေတဲ့ကတော့ဒီ Samsung A53 5G ပေါ့လေသူ့ရဲ့ product name ကတော့ A736B ပေါ့လေသူ့ရဲ့ CPU ကတော့ကျွန်တော်ဒီ Qualcomm CPU ပေါ့လေbinary version နှိမ့်နေဆိုတော့ကျွန်တော်ဒီ analog 2တွေပိုင်းနဲ့ဖြုတ်လို့ရတယ်ပေါ့လေ test line ထောက်ပြီးမှကျွန်တော်ဒီကိုရောင်ရှင်းမှုကနေဖြုတ်လို့ရတယ်ကျွန်တော်ဒီဟာတော့လက်ရှိဒီ binary version ကဒီ analog 2မှာ supporting မပေးတဲ့အတွက်ကျွန်တော်လုပ်လို့မရတယ်ဘူးဒါပေမဲ့တိတ်မကြခင်တော့ပြီးလာလို့ရှိရင်တော့လည်းရမယ်ပေါ့လေဒါပေမဲ့လက်ရှိကတော့ကျွန်တော်တော့ဒီ analog 2နဲ့ဖြုတ်လို့မရတဲ့အတွက်ဒီကောင်ကိုကျွန်တော် ISP ထောက်ပြီးမှဒါလေးကို FRP တော့ဖြုတ်မယ်ပေါ့လေသူ့ရဲ့ဒီ backlight ပုံစံလေးကတော့ဒီဟာလေဒါတော့ကျွန်တော်အခုလက်ရှိထောက်နေတဲ့ Samsung A53 5G ရဲ့သူ့ရဲ့ backlight ပုံစံကျွန်တော်တို့ဒီမှာ backlight ကတော့ခွာထားပြီးရပါလေကင်မရာတွေပါဖြုတ်ထားပြီးရဒါအစင်နဲ့ကျွန်တော်ထောက်လို့ရအောင်ပေါ့လေဟုတ်ပြီဒါဆိုကျွန်တော်ဒီ book ကိုဒီ frame ကနေထုတ်ပြီးမှစာရင်မှ ISP စထောက်ပြီးမှ FRP တော့ဖြုတ်ကြည့်အောင်ပေါ့လေဟုတ်ပြီဒါဆိုရင်ကျွန်တော်အခုဒီမှာ circuit board ကိုကျွန်တော်ဒီ frame ကနေထုတ်ထားပြီးပေါ့လေထုတ်ထားပြီးတဲ့ခါကျရင်ကျွန်တော်ဒီနားမှာလေးသူ့ရဲ့ဒီအခုခံပြားလေးတွေပေါ့လေအုပ်ထားတဲ့ဟာလေးကိုကျွန်တော်ဒီဓာတ်လေးနဲ့ဖြတ်ထားတယ်ပေါ့လေအဲ့ဒါကျွန်တော်ဒီ ISP ထောက်မဲ့နေရာလောက်လေးပဲကျွန်တော်ပိုင်းထားတယ်တပြင်လုံးကိုခွာလိုက်ရှင်လည်းရတယ်ပေါ့လေကျွန်တော်တို့ဒီထောက်မဲ့နေရာနည်းနည်းလွတ်တာဖြစ်တဲ့အတွက်ဒီအင်နာလေးကိုပဲကျွန်တော်ဓာတ်လေးနဲ့စားထားတယ်ပေါ့လေဟုတ်ပြီဒါဆိုရင်ကျွန်တော်ဓာတ်လေးကိုISP စထောက်ကြည့်အောင်ပေါ့လေဟုတ်ပြီဆိုတော့အခုကျွန်တော်တွေ့နေရတော့ဒါကျွန်တော်ဒီဖုန်း circuit board ကျွန်တော်ဒီဓာတ်လေးနဲ့ပိုင်းထားတဲ့နေရာလေးပေါ့လေဒီနားပါလေးကျွန်တော်ထောက်အောင်မဲ့ point လေးတွေကဒီဟာလေးပေါ့လေဒီ point လေးတွေကျွန်တော်ဒါဆိုရင်ဒါ CPU အတဲ့ပေါ့လေ Qualcomm ကိုအမှန်အသေးလေးနဲ့ကျွန်တော်ပြပေးမယ်ဒါဆိုတော့ဒါ Qualcomm CPU ဆိုပြီးမှပြနေတာဆိုဒီဂျားတွေကကျွန်တော်ဒီ point လေးတွေပေါ့လေဒီ point လေးတွေဒီ point လေးတွေထဲမှာကျွန်တော်ထောက်အောင်ပါထောက်ရမယ့် point လေးတွေလည်းကျွန်တော်ဒီ ISP point ကဘယ် point ကပါလဲဆိုတာလေးလည်းကျွန်တော်ဒီ video edit လုပ်တဲ့ခါကျရင်ကျွန်တော်ထည့်ထားပေးမယ်ပေါ့လေအဲ့ဒီ like ကြည့်ပြီးမှထောက်ရလို့ရှိရင်ရရပေါ့လေဒီဖုန်းကတော့ဒီ Qualcomm CPU ဖြစ်တဲ့အတွက်ဒီလောက်တာ support ပေးရဆိုတော့ဒီကိုရောင်းရှင်းမှုကနေဖြုတ်ရတာတော့ပို့လို့ကောင်းတယ်ပေါ့လေcustomer အတွက်ဈေးလဲပို့လို့တက်တာအောင်လုပ်ပေးလို့ရတယ်ပေါ့လေဒါပေမဲ့ဒီကောင်တော့ binary version ကမြင့်နေရဖြစ်တဲ့အတွက်လက်ရှိကာလမှာ supporting မပေးတဲ့အတွက်ကျွန်တော်တို့ ISP ထောက်ပြီးမှစာရင်မှာဖြုတ်မယ်ပေါ့လေအခုဒါဆိုကျွန်တော်ဒါလေးကိုစွန်းဆွဲပြီးမှပေါ့လေစာရင်မှာ ISP စထောက်ကြည့်မယ်ပေါ့လေဟုတ်ပြီဒါဆိုကျွန်တော်အခုကျွန်တော်မြင်နေရတဲ့ဒီ point လေးကတော့ဒါ ISP စထောက်ရမယ့် point လေးတွေ point ရဲ့ပုံလေးလည်းကျွန်တော်ပြထားပေးမယ်ပေါ့လေအဲဆိုအရင်ဦးဆုံးအနေနဲ့ကျွန်တော်ဒီဟာလေးတွေဓာတ်လေးနဲ့အသာလေးရှင်းလိုက်မယ်ပေါ့လေဒီထောက်ရမယ့် point လေးတွေသူကဒီအပေါ်ရံမှာလေးသူကချိတ်အပြော့လေးသူဒီနည်းနည်းလေးပါတယ်ပေါ့လေဒီအောင်တန်းပြီးမှ point ကိုထောက်လိုက်တဲ့ခါကျတော့ရှင်ဒီခဲတိုးရခက်တယ်ပေါ့လေအဲ့ဒါကိုနည်းနည်းလေးဓာတ်နဲ့ရှင်းလိုက်မယ်ပေါ့လေကိုထောက်ရမယ့် point လေးဒီထောက်မဲ့ point တွေကတော့ဒီအောက်က၄ခုပေါ့လေဒီအပေါ်က2ခုမပါဘဲနဲ့ဒီအောက်က၄ခုပေါ့လေအဲ့ဒါလေးကျွန်တော်ဓာတ်လေးနဲ့အတာလေးနည်းနည်းလေးချစ်ထားလိုက်မယ်ပြီးမှဒါလေးကိုခဲကျွေးမယ်ပေါ့လေဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒီ point လေးကလဲလေးဖြစ်သွားပြီပေါ့လေအဓိကကျွန်တော်ဒီချစ်တာကတော့အဓိကဒီအပေါ်မှာချိတ်အပြော့လေးတွေပါလို့ပေါ့လေဒီခဲတိုးရတာခက်မှာကြောင့်မို့ကျွန်တော်ဒါလေးကိုနည်းချစ်လိုက်တာအေးအဲ့လိုမျိုးမလို့ဘူးဒီချိတ်တွေပါမပါဘူးဆိုတော့တိုင်းမှာထောက်လို့ရှိရင်လည်းရတယ်ပေါ့လေဒါဆိုရင်ကျွန်တော်ဒီချင်းကျူးစီအပြော့လေးရယ်ခဲလေးရယ်အရင်ကျွေးလိုက်မယ်ပေါ့လေဒီ point ရယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ၄ point ကိုပေါ့လေခဲလေးကျွေးလိုက်ပြီဒါဆိုရင်ကျွန်တော်ဂျမ်ပါဂျိုးကြော်ရလဲရကူပါပြီပေါ့လေဒီလိုခဲလေးကျွေးထားပြီဖြစ်တဲ့အတွက်ဒါဆိုရင်သူ့ရဲ့တက်ဆိုင်ရာ point လေးတွေကိုကျွန်တော်တို့ရဲ့ဒီ ISP ထောက်မဲ့ adapter နဲ့ပြန်လို့ချိန်မယ်ပေါ့လေကျွန်တော်သုံးမဲ့ဒီ ISP adapter ကတော့ဒီ F64 box ရဲ့ adapter လေးနဲ့ကျွန်တော်ဒီ FRP လောက်ဖြုတ်မယ်ပေါ့လေကျွန်တော်ဒီဘက်က adapter ဘက်မှာတော့ဂျမ်ပါဂျိုးတွေကရှိနေပြီဖြစ်တဲ့အတွက်ဂျမ်ပါဂျိုးတော့တက်ကြီးတုတ်ဆရာမလို့တော့ဘူးပေါ့လေအဲဆိုကျွန်တော်အဲ့ဘက်ကောင်ကိုတက်ဆိုင်ရာ point ကိုပေါ့လေဒီကျွန်မဒီ ISP adapter နဲ့ပြန်လို့ချိန်မယ်ပေါ့လေ
ဟုတ်ပြီဒါဆိုကျွန်တော်ဒီ point တွေ4 point လုံးကြော်ပြီးသွားပြီပေါ့လေဒါဆိုသူတို့ point လေးတွေကအရန်နီးကတ်တာဖြစ်တဲ့ကျွန်တော်ဒီ bazaar scale လေးနဲ့တစ်ချက်တိုင်းကြည့်မယ်ပေါ့လေသူတို့ point တွေပူသွားလားပေါ့လေအဲ့ဒါလေးတေချာလေးဆန်းစစ်လို့ရအောင်ပေါ့လေဟုတ်ပြီဒါဆိုကျွန်တော်တစ်ချက်တိုင်းကြည့်မယ်ပေါ့လေဟုတ်ပဲဒီချင်းတစ်ခု RAI နှစ်ခုပေါ့လေအဲ့ဒါလေးကိုတိုင်းကြည့်မယ်ဟုတ်ပြီဒါဆိုကျွန်တော် point တွေကတော့မပူအဲ့ဆိုကျွန်တော် immediate on တန်ဖိုးလေးတစ်ချက်ပြန်လို့တိုင်းကြည့်မယ်ပေါ့လေဒီအနီကို ground ချပြီးမှကျွန်တော်ဒီကျွန်တော် connector ဘက်မှာပဲတိုင်းလိုက်မယ်ပေါ့လေ immediate on တန်ဖိုးတွေအကုန်လုံးထွက်လာဆိုရဟာလေးသိရအောင်ပေါ့လေဟုတ်ပြီဒါဆို immediate on တန်ဖိုးလည်းအားလုံးအဆင်ပြေရပေါ့လေကျွန်တော်ဒီမီတာကိုတော့တက်ကင်မရာနဲ့မရိုက်ပြတော့ဘူးအဓိကကျွန်တော်တို့ဘာလို့ဒီမီတာနဲ့တိုင်းရလဲဆိုရင် point တွေကျွန်တော်ထောက်တဲ့ဟာတွေကပူးသွားလားဒါမှမဟုတ်ရှင်သူတို့ immediate on တန်ဖိုးတွေကဒီထွက်လာပေါ့လေ immediate on ထွက်လာဆိုတော့ကျွန်တော်တို့ဒီတက်တိလာပေါ့လေကျွန်တော်ထောက်ထားတဲ့ point တွေကချီချီမီမီဖြစ်ရလားဆိုတာလေးကိုသိကျင်လို့ပေါ့လေအဲ့ဒါကြောင့်ထောက်တာပေါ့လေဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ TH OBON IHOBON ဆိုရဲဒီနှစ်ခုတိသွားပြီဆိုရင်ကျွန်တော်ဒီကground လေးပေါ့လေ ground တပင်ကြော်ရအောင်မယ်ပေါ့လေအဲ့ဒီကိုလည်းကျွန်တော် ground တပင်ကြော်လိုက်မယ်ပေါ့လေဟုတ်ပြီဆိုကျွန်တော်ဒီ point တွေအားလုံးကြော်ပြီးသွားပြီပေါ့လေကြော်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုစိုင်မှာ box နဲ့ချိန်ပြီးမှကျွန်တော် lock စဖြည့်လို့ရပြီပေါ့လေအရင်ဆုံးနေကျွန်တော်ဒါလေးကိုတော့ဒီအထိန်းနေနဲ့ဒီမိခံတိတ်လေးနဲ့ကျွန်တော်ကပ်ပြီးမှခဏမိခံတိတ်လေးအထိန်းလေးထိန်းလိုက်မယ်ပေါ့လေဟုတ်ပြီဒါတော့ကျွန်တော်ဒီ ISP adapter နဲ့ကျွန်တော်ချိန်ထားတဲ့ဒီ circuit board နဲ့ဒီ adapter ပေါ့လေဒါလေးဒီလိုလေးပေါ့လေကျွန်တော်တို့ဒါတစ်ဘက်ကိုလှည့်ပြီးမှလောက်ရမှာဖြစ်တဲ့အတွက်ပုတ်ကကျွန်တော်ဒီပူကျိုးအတွက်ကိုကြောမှာဖြစ်တဲ့အတွက်ဒီလိုလေးလန်ထားပါပေါ့လေဒီလိုဖြစ်တော့မှာပေါ့ဒီလိုပေါ့လေဒီလိုလာမယ်ပြီးရင်ဒီဘက်ကနေကကျွန်တော်ဒီအောက်ချမ်းပြပေါ့လေမန်ကျူးပြအောက်ချမ်းပြရှိတ်မယ်ပြီးပို့ကျိုးကျွေးမယ်ပေါ့လေပို့ကျွေးမယ်ပေါ့လေအဲ့ဒါလေးလုပ်ဖို့တက်ပေါ့လေဒါဆိုရင်ကျွန်တော်စရင်မှာဒီ software ဘိုင်းနဲ့စ lock ဖြုတ်တဲ့ဟာကိုစတွားရအောင်ပေါ့လေပြီးတော့ကျွန်တော်ဒီ connect နှိပ်လိုက်မယ်ကျွန်တော်ဒီမှာဒီ charging ကြိုးထိုးထားတဲ့ခါကြောက်ရှင်ကျွန်တော်ဒီမှာလေ9008ပေါ့လေးတက်နေရပါလေဒါကွက်ကွက် CPU ဖြစ်တဲ့အတွက်ဒီ9008ပေါ့လေးတက်နေဒါပေမဲ့ဒီကတော့ကျွန်တော်တို့ဘို့ချိုးကြီးဖို့အတွက်ကိုကျွန်တော်ဒီကွန်ပျူတာမှာချိန်ထားလို့ဒါတက်နေရပါလေဒီ9008မှုကနေအလုပ်လုပ်မှာတော့မဟုတ်ပါလေဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ connect ဖြစ်သွားပြီဆိုရင်ဒီ UFX ကိုသွားမယ်သွားပြီးလို့ရှိရင်ဒီ ISP mode ကိုအမှန်ကြီးရှင်းရမယ်ပေါ့လေရှင်းပြီးလို့ရှိရင်ကျွန်တော် setting တွေကိုဘာမှမချိန်နေပဲနဲ့ပေါ့လေဒီတိုင်းအရင်ဆုံး connection ကိုနှိပ်ကြည့်မယ်ပေါ့လေဟုတ်ပြီဒါဆိုဒီလိုလေးသူမချိတ်သွားဘူးဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုကြီးရာလေးတွေပြောင်းမှဆန်းကြည့်ရအောင်ပါလေကျွန်တော်ဒီ EWL G4 လောက်ကိုရွေးပြီးမှနောက်ထပ်ဒီ connection တစ်ချက်နေကြည့်ရပါလေဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာဒီသူ့ရဲ့ partition တွေကိုဖတ်သွားပြီပေါ့လေဒီမှာဆိုရင်ကျွန်တော်ဒီမှာကြည့်လို့ရတယ် FRP partition မှာမဟုတ်ဘူးပေါ့လေ blank ဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်ဒီ persistent ဆိုတဲ့ partition မှာသူက active ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီကဘက်က partition နဲ့တွားပြီးရင်ကျွန်တော်ဒီက persistent ဆိုတဲ့ဟာလေးကိုလိုက်ချပဲပေါ့လေ persistent ဒါလေးကိုကျွန်တော်တို့အမှန်ကြီး shift ပြီးမှဒီ erase လုပ်ပြီးလိုက်လို့ရှိရင်ရတယ်ပေါ့လေ erase ဒီလို yes ပေါ့လေဟုတ်ပြီဒါဆိုရင် main နဲ့တွားပြီးရင်တော့ဆိုရင် erase partition persistent successfully ပြလို့ရှိရင်ရတယ်ပေါ့လေဒါဒီတော့နောက်တစ်ချိန်ကျွန်တော်ဒီ connection ပြန်စစ်တဲ့ခါကျလို့ရှိရင် active မဖြစ်နေရတော့ဘူးပေါ့လေဒါလေးနဲ့နောက်တစ်ချိန်ပြန်စစ်ကြည့်လိုက်မယ်ကျွန်တော်ဒီ FRP က active ဖြစ်နေသေးလားဆိုတာလေးသိရအောင်ပေါ့လေဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ FRP partition မှာဒီ active မဖြစ်တော့ဘူးပေါ့လေဒီ persistent မှာကျွန်တော်ဘာမှပြလာတော့လို့ဆိုရင်ရပြီပေါ့လေဒါဆိုကျွန်တော်ဒီဖုန်းကိုကျိုးဖြုတ်ပြီးမှ FRP တော့တကယ်ပြုတ်သွားလားလွတ်သွားလားဆိုတာဒီ set လေးကြုံပြီးမှတစ်ချက်တော့စမ်းကြည့်ရအောင်ပေါ့လေ